ဒါကတော့တကယ့်ကိုအကြံကုန်ကလုံးစားချက်ဆိုသလိုပါပဲစပိန်ကုမ္ပဏီတစ်ခုဟာညစ်ပတ်နေတဲ့ဝတ်တွေကိုကိုယ်တိုင်ဝတ်လျှော်ဆက်စီကိုယူသွားဖို့မလိုပဲအဝတ်ညစ်တွေကိုအဝတ်လျှော်ဆက်စီအလိုလျောက်တိုက်ရိုက်ပေးဖို့တဲ့စနစ်တစ်ခုကိုတီထွင်ဖန်တီးခဲ့ပါတယ်အိမ်ရဲ့အိမ်ခန်းတိုင်းကနေပြီးကိုလျှော်ခြင်းတဲ့အဝတ်ကိုထည့်ပေးလိုက်ရှုံပဲဖြစ်ပါတယ်တကူတကားအနေနဲ့ဝတ်လျှော်ဆက်စီကိုသွားနေဖို့မလိုတော့ပါဘူးအိမ်တစ်ခုလုံးမှာရှိတဲ့ဒီလိုဘားတွေကိုအလဲပဟိုဝစ်လျှော်ဆက်စီကိုချိတ်ဆက်ထားပါတယ်။ကိုခန်းကနေကိုအဝတ်ညစ်တွေကိုထည့်လိုက်တာနဲ့ပင်မဝစ်လျှော်ဆက်စီကိုအဝတ်ညစ်တွေဟာသူ့အလိုလျောက်သေဆောင်သွားပေးပါတယ်။ဒီကနေမှတစင်ဝစ်လျှော်ပြီးသွားရင်တော့အချောက်ခံပြီးတော့အသစ်လုပ်ထားတဲ့ချင်းနေတဲ့ကိုရောက်ရှိလာပါပြီ။ဒါဆိုရင်တော့ကိုယ်တိုင်မိဖို့ကြိုက်ပြီးတော့ခောက်သိမ်းလို့ရပါပြီ။နိပညာတိုးတက်လာတဲ့မြလူတွေရဲ့လှုပ်အားစွမ်းအင်ကိုပို့ပြီးတော့ချွေတာလို့ရနေပြီပဲဖြစ်ပါတယ်။ဒီ system ဟာလူနေအိမ်များထက်ဟိုတယ်လုပ်ငန်းတွေမှာပို့ပြီးတော့အသုံးဝင်မဲ့ယူဆရပါတယ်။ပြီးတော့ဒါတီထွင်ထားပေမဲ့လူသုံးများသေးတဲ့ system တစ်ခုတော့လည်းမဟုတ်သေးပါဘူးရှင်။ဟုတ်ကဲ့ပါကျမတို့ရဲ့ channel လေးကနေပြီးတော့ဘုဒ္ဓရရစရာအကြောင်းအရာများကိုပရိသတ်ကြီးတို့အတွက်တင်ဆက်ပေးနေရပဲဖြစ်ပါတယ်ရှင်။